အားလုံးပဲမင်္ဂလာပါကိုကိုတို့ရေကျမရဲ့ဗဟုသုတများကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရဲ့ channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရဲ့အသိအမြင်တိုးပွားစေဖို့အတွက်စုမြတ်တင်ဆက်ပေးမှာကတော့မိန်းကလေးအရိယောက်တရားမှာ69ယောက်ကတန်တန်ဆွဲကြိုက်နှစ်သက်သွားစေမဲ့အချစ်လေးချင်းခန်းကြီးလုံနီကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အခုစုမြတ်ပြောတဲ့ပုံစံတွေကတခါလောက်လေ့ကျင့်ဖူးတာနဲ့မိန်းကလေးတွေဘက်ကအရန်ဆွဲလန်းသွားစီမဲ့ကျမရေးလေ့ကျင့်ခန်းကြီးဖြစ်လို့အဆုံးထိလိုက်ပါစီမျောခန်းစားနားဆင်ပေးကြပါဦးလားရှင်ကိုကိုတို့ရေပထမဆုံးကျမရေးလေ့ကျင့်ခန်းကြီးမစတင်ခင်မှာတစ်ဖက်မိန်းကလေးရဲ့ကြောအောက်မှာတက်တောင့်တက်တာရှိစေဖို့ခေါင်းအုံးသို့မဟုတ်နူးညံ့တဲ့ဆောင်းလေးခုထားပေးပါတကယ်လို့ကိုကိုတို့အနေနဲ့ခုစရာမရှိခဲ့ရင်မိန်းကလေးရဲ့ခါကိုအနှဲငယ်ဆွဲမြောက်ပြီးသွေးပူလေးချင်းခန်းလုပ်ကြည့်ပါနော်ဒီနီးလန်းဟာမိန်းကလေးတွေအတွက်ထိထိမိမိနဲ့ကောင်းလို့ကြက်သိမ်းထစီတဲ့အပြင်ယောက်ျားလေးတွေအတွက်လည်းပိုကောင်းစီတယ်ဆိုတာကိုစိတ်ကူးနဲ့ပုံဖော်မိမှာပါတချို့မိန်းကလေးများကတော့တယောက်တည်းကျမရေးလေးချင်းခန်းကိုလုပ်ရင်လဲခါအောက်မှာခေါင်းအုံးခံထားလေးရှိပါတယ်ကျမရေးလေးချင်းခန်းကြီးကိုဆင်နွှဲတဲ့အချိန်မိန်းကလေးရဲ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ပြီးလေ့ကျင့်ပေးရင်လဲကောင်းတယ်လို့လေ့ကျင့်တဲ့အခါလေကြီးထိုးရိုးရိုးအပြင်မျက်စိဓာတ်ကိုလည်းလှုပ်ကြည့်ပါလေးဘက်ထောက်လေ့ကျင့်ခန်းတွေမျက်စိရဲ့လေ့ကျင့်ခန်းကြီးတွေပြုလုပ်နေချိန်မိန်းကလေးစီကနာနာချင်းချင်းညှဉ်းညူတန်လေးနဲ့တစ်ချက်လှည့်ကြည့်နေတဲ့မျက်ဝန်းလေးကအားရကျဉ်းနေတဲ့မျက်ဝန်းအဖြစ်မြင်တွေ့နေရမှာပါဒီချိန်မှာကိုကိုတို့ကလည်းလိုချင်တက်မှတ်တဲ့မျက်လုံးကြီးနဲ့ခက်ဆိုင်ဆိုင်လေးပြန်ကြည့်ပြီးမောက်ရဲ့လေ့ကျင့်ခန်းကြီးဆင်နွှဲပေးရင်ကောင်းလိုက်တာကိုကိုရဲ့လို့တောင်မអော်နိုင်တော့လောက်အောင်ချစ်ရည်တွေကပြည့်နှစ်ရွှဲနှစ်နေအောင်ရှမ်းကြလာမှာပဲဖြစ်ပါတယ်ရှင်။မောက်ရဲ့သို့မဟုတ်လေးဘက်ကုံအချစ်ခံနေရတဲ့အနေအထားမှာအချစ်ရည်တွေရှမ်းကြရွှဲနှစ်နေတဲ့အချိန်ဖင်တုံကြီးကိုဗျန်းကနေခက်ဆက်ဆက်လေးရိုက်ပြီးအထောက်အသွင်းလေ့ကျင့်ခန်းကြီးကိုပြုလုပ်ပေးတဲ့အခါမိန်းကလေးများရဲ့ကုအတွင်းနေရန်တွေကနာကျင်တယ်လို့ကောင်းတယ်လို့နဲ့တစ်ချက်ဆွဲညှစ်မိတဲ့ခံစားချက်ကကိုတို့ရဲ့ညီလေးကိုတန်မာဖီးတက်စီမှာပဲဖြစ်ပါတယ်ရှင်။အဲ့ဒီအချိန်မှာကိုကိုတို့ကလည်းညီလေးရဲ့လိုအင်ဆန္ဒအတွက်အားစိုက်ထည့်ပြီးကျမရဲ့အတွက်အထောက်အတွင်းလေ့ကျင့်ခန်းကြီးကိုအပတရဆင်နွှဲလိုက်ပြီးအထွတ်အထိပ်ဖြစ်တဲ့အချစ်ရည်တွေကိုစုမြတ်တို့မိန်းကလေးတွေရဲ့တွင်းလေးတွေကိုအာရပါရတွန်းချပြည့်ရင်ကျမရေးလေ့ကျင့်ခန်းကြီးကိုအပီးတိုက်လိုက်ခြင်းကလည်းမိန်းကလေးများအတွက်တရားမှာ69ယောက်လောက်ကစိတ်ကျေနပ်မှုရစေမဲ့မိန်းကလေးများဆွဲလန်းစေဖို့ကိုကိုတို့အကြိုက်အချစ်လေးချင်းခန်းကြီးလုပ်နေပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့စုမြတ်ပြောပြပေးခဲ့တာကတော့ကိုကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမယ်ကျမရေးဗဟုသုတလေးတစ်ခုပဲဖြစ်ပါတယ်ရှင်။နောက်ရက်တွေမှာလည်းအခုလိုပဲခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ကျမရေးလေးချင်းခန်းနဲ့ကျမရေးဗဟုသုတများကိုမျှဝေသွားမှာဖြစ်လို့ကျမတို့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်